ကျမနဲ့ကျမအမနှစ်ယောက်လုံးမတော်တဆရေထဲပြုတ်ကျခဲ့ကြတယ်။စက္ကန့်ပိုင်းလေးတောင်မစင်းစားပဲကျမယောက်ျားမစ္စတာဟော့ကရေထဲခုန်ဆင်းပြီးသူမကိုအရင်ဆယ်ခဲ့တာပါ။သူကသူမကိုပွေ့ချီထားပြီးတုံးလုံးခြောက်ချားနေတဲ့ပုံစံနဲ့နောက်ကိုယ်တော်လှည့်မကြည့်ပဲထွက်သွားခဲ့ပါတယ်။ကျမကိုတော့ရင်းနှီးလူနီးပါအခြေအနေနဲ့အဲ့ဒီမှာတင်ပြစ်ထားခဲ့တာနောက်ဆုံးဝန်ထမ်းတစ်ယောက်လာခဲ့မှပဲကျမလွတ်မြောက်ခဲ့တာပါ။နောက်နေ့မှာပဲကျမဟော့ထင်ကိုပွာရှင်းစာချုပ်ကမ်းပေးလိုက်တယ်။လင်းကရေမကူးတက်လို့အရင်ကယ်လိုက်ရတာပါမင်းကတကယ်ပဲအဲ့ဒါကိုတဝင်းတိုးနေတာလားတဲ့။ကျမသူ့မျက်လုံးတွေကိုအေးဆက်ဆက်စိုက်ကြည့်ပြီးလက်မှတ်ပဲထိုးပေးပါလို့ပြောလိုက်တယ်။ကျမတို့နှစ်ယောက်လုံးတတိငိမ့်ငိမ့်နဲ့ပဲပွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်ကြပါတယ်။တစ်ချိန်လုံးဟော့ထင်ရဲ့မျက်နှာမှာမကျေနပ်တဲ့အရေးအယောင်တွေရှိနေပေမဲ့ကျမစိတ်ထဲမှာတော့ဘာမှမခံစားရတော့ပါဘူး။ကိုလိုက်ပို့ပေးမယ်လို့သူကဆိုပေမဲ့မလိုပါဘူးလို့ပဲကျမညင်းလိုက်တယ်။ကိုတို့အတူနေခဲ့တာ3နှစ်ရှိပြီလေ။ပွာရှင်းလိုက်ရုံနဲ့သူစိမ့်တွေဖြစ်သွားစရာမလိုပါဘူးတဲ့။အဲ့ဒီစကားကိုကြားလိုက်ရတော့ကျမခဏလောက်ကြောင်သွားမိတယ်။ရှန်လင်းပြန်ရောက်နေပြီပဲကျမကအလိုက်တတိနဲ့လမ်းဖယ်ပေးတာကိုသူဝမ်းသာနေတင်တာမဟုတ်ဘူးလား။မစ္စတာဟော့ကွာရှင်းပြီးရင်ကျမတို့ကြားမှာဘာမှမကြံတော့ဘူး။အမျိုးလည်းမဟုတ်တလို့တငယ်ချင်းလည်းဖြစ်မလာနိုင်ဘူး။ကျမတို့မှာကလေးလည်းမရှိဘူးဆိုတော့ဆက်သွယ်နေဖို့အကြောင်းပြချက်မရှိတော့ပါဘူးလို့ကျမပြောလိုက်တာကသူ့ကိုတော်တော်လေးထိခိုက်သွားစေပုံရတယ်။သူချက်ချင်းပဲလှည့်ထွက်သွားပါတယ်။သူထွက်သွားတာကိုကြည့်ပြီးကျမတက်ပြင်းရှည်ကြီးချလိုက်မိပေမဲ့ကျမရဲ့ဘန်ကောင်ထဲကကနန်းတွေကိုတတိယလိုက်တဲ့အခါစိတ်ညစ်နေတာတွေအကုန်ပျောက်သွားတော့တာပါပဲ။တကယ်တော့ကျမကရှန်မီသားစုရဲ့ဒုတိယသမီးဖြစ်ပေမဲ့သူတို့စီကပတ်စံတပြားမှမရဘူးပါဘူး။ရေစရာကောင်းတာကဒီကွာရှင်းမှုကပဲကျမကိုတထေးမလေးဖြစ်စေခဲ့တာပါ။ဟောမီသားစုကပိုင်ဆိုင်မှုတွေကိုတဝက်ခွဲပေးမှမဟုတ်တာတီလို့ရှာနေနဲ့စာချုပ်ချုပ်တဲ့အခါကျမကရွမ်တန်း20ပဲတောင်းခဲ့တာပါ။ဒါပေမဲ့ဟော့ထင်ကသဘောတူယုံတင်မကပဲနိုင်ငံခြားကဇိမ်ခံတိုက်ခန်း2ခန်းပြည်တွင်းကအိမ်3လုံးနဲ့မြို့လေခေါင်ကကွန်ဒို6ခန်းပါအပူထည့်ပေးခဲ့တာပါ။စာချုပ်ပေါ်ကကနန်းတွေကိုကြည့်ပြီးကျမမအောင်နိုင်ပဲအကျယ်ကြီးရေမိတော့တယ်။နောက်ဆုံးတော့ကျမကိုအတွက်ကိုရှင်တန်ခွင့်ရပါပြီ။ကွာရှင်းပြီးတရက်အကြာမှာပဲကျမရဲ့ကိုယ်ပိုင်တိုက်ခန်းကိုပြောင်းလာခဲ့ပြီးပထမဆုံးချိန်ဖြစ်တကယ်ကိုလုံခြုံတယ်လို့ခံစားလိုက်ရပါတယ်။ဟော့ထင်နဲ့ခွဲခွာရတာကကျမကိုပျက်စီးသွားစေလိမ့်မယ်လို့တစ်ချိန်ကထင်ခဲ့ဘူးလား။သူ့ကိုတကယ်ချစ်ခဲ့တာကို3နှစ်တာအိမ်အောင်ရေးဆိုတာအရှိတရားပဲလေ။ဒါပေမဲ့အဲ့ဒီညကကျမနှစ်ပေါင်းများစွာအတွင်းအကောင်းဆုံးအိပ်ပျော်ခဲ့ပြီးနောက်နေ့နေ့လယ်ထီတောင်မနိုးခဲ့ပါဘူး။ကျမနဲ့ဟော့ထင်ကလူကြီးချင်းပေးစားတဲ့စီးပွားရေးအိမ်အောင်ရေးပါ။ကျမတို့အဖိုးတွေကစစ်မြေပြင်ကတငယ်ချင်းတွေမှုဒီစိတ်ဆက်မှုကိုလုပ်ခဲ့ကြတာ။ဒါပေမဲ့တကယ်တမ်းဒီနေရာကကျမအတွက်မဟုတ်ပါဘူး။ရှန်မီသားစုက18နှလုံးလုံးအသေးချာပြုစုပြိုးထောင်ပေးထားတဲ့ရှန်လင်းအတွက်ပါ။ကျမကတော့မွေးဖွားချိန်မှာမှားပြီးလဲလှယ်ခံခဲ့ရတဲ့သမီးရင်းဖြစ်ပြီးအသက်18နှစ်ကြာမှသူတို့ကျမကိုရှာတွေ့ခဲ့တာပါ။နောက်ဆုံးတော့ရှာတွေ့ပြီးမင်းကငါတို့သမီးရင်းပဲတဲ့။အဲ့ဒီတုန်းကသူနာပြုတယောက်ရဲ့အမှားကြောင့်ကျမတို့မိသားစုကွဲကွာခဲ့ရတာပါ။ကျမမိဘမိဂီဟာမှာနေရတော့သူတို့ကဇိမ်ခံကားကြီးနဲ့လာခေါ်တော့ကျမဘဝကြီးအဆင်ပြေတော့မယ်လို့ထင်ခဲ့တာ။ကျောင်းသားစာအတွက်အမိုက်ပုံးနဲ့ပစ္စည်းရှာစရာမလိုတော့ဘူးပေါ့။ဂီဟာကအရန်စင်းရဲတော့ကလေးတိုင်းကျောင်းမတက်ရဘူးလေ။ဒါပေမဲ့သူတို့စီကနှွေးထွေးမှုမရခဲ့ပဲအေးဆက်ဆက်ဆက်ဆံမှုတွေပဲရခဲ့တာပါ။ပညာသင်ခွင့်ရရင်တော်ပြီဆိုပြီးကျမကိုဖြည့်သိမ်းခဲ့ရပါတယ်။သမီးတူလေးရဲ့မိဘတွေကဆုံးသွားပြီမို့သူမကိုအဝေးကိုမပို့နိုင်ဘူးလို့သူတို့ကပြောကြတယ်။ဒါပေမဲ့ကျမတို့နှစ်ယောက်ကိုဆက်ဆံပုံကမိုးနဲ့မြေလိုပွာချခဲ့တာပါ။ကျမကဒုတိယသမီးထက်အိမ်ဖော်ကလေးတစ်ယောက်လိုပဲနေခဲ့ရတာ။ဒီအိမ်အောင်ရေးကိုအတင်းတွန်းပိုးမှပဲအမှန်တရားကိုသိလိုက်ရတာပါ။ရှန်လင်းဘေးမှာအမြဲရှိနေတဲ့ရုပ်ချောချောလူငယ်လေးကပြင်းထန်တဲ့ကားအစီးတင်ဖြစ်သွားခဲ့တာပါ။သူ့ခြေထောက်ကဘယ်တော့မှပြန်မကောင်းတော့ပဲတစ်သက်လုံးထောနဲ့ဖြစ်သွားမယ်လို့ဆိုကြပါတယ်။ရှန်လင်းကလူစင်မမီတဲ့သူကိုမယူနိုင်ဘူးဆိုပြီးအော်ဟစ်ငိုယိုတော့တာပဲ။အဲဒီတော့မှဒီဝင်ထုတ်ဝင်ပိုးကကျမစီရောက်လာတာပါ။ကျမညင်းလို့ရပေမဲ့နေအောင်အောက်မှာအရန်ကိုတောက်ပါပြီးခန့်ညားတဲ့သူ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာကျမဘာကိုမှမစင်စားနိုင်တော့ပဲသဘောတူလိုက်မိပါတယ်။အဲဒီတုန်းကကျမအသက်20ပဲရှိသေးပြီးဒုတိယနှစ်တက်ရမယ့်အချိန်မှာမိဘတွေကကြောင်းသားခိုင်းပြီးကျမကိုအသက်ငယ်ငယ်လေးနဲ့အိမ်အောင်ချပေးလိုက်ကြပါတယ်။ပထမဆုံးတွေ့တဲ့အချိန်မှာသူတော်တော်လေးပောက်ကွဲခဲ့တာ။ထွက်သွားရှန်လင်းကိုသွားခေါ်ခဲ့တဲ့ဒါပေမဲ့ရှန်လင်းကတော့မိဘတွေပေးတဲ့အကန့်အသတ်မဲ့သုံးနိုင်တဲ့ဘဏ်ကတ်နဲ့နိုင်ငံခြားမှာကျောင်းသွားတက်နေပြီလေရှန်မီသားစုရဲ့စီးပွားရေးကဟော့မီသားစုအပေါ်မိခိုနေရတာမို့တယောက်ကတော့ဒီနေရာမှာအစားထိုးဝင်ရမှာပဲလေဒီတခါတော့ကျမမိဘတွေကစကားကိုအကောင်းပြောလာကြတယ်လင်းကခက်ခဲခဲ့တာလေသမီးအဖေလည်းသပင်တွေဖြူကုန်ပြီးတဲ့ကျမဘာမှပြန်မပြောခဲ့ပါဘူးကျမဒီလက်ထပ်ပွဲကိုလက်ခံခဲ့တာသူတို့ကြောင့်မဟုတ်ပဲဟော့ထင်ကိုယ်တိုင်ကြောင့်ပါကျမပထမနှစ်တုန်းကသူကစတုထနှစ်ကျောင်းသားတစ်ကျောင်းလုံးရဲ့ဟော့ဆုံးလူပြိုကြီးပေါ့မင်းကလေးတိုင်းကသူ့ကိုဝိုင်းချစ်ကြပေမဲ့သူကတော့ရှန်လင်းတယောက်တည်းကိုပဲကြည့်ခဲ့တာပါအဲ့ဒါကြောင့်ပဲရှန်လင်းကလူတိုင်းအားကြရတဲ့သူဖြစ်နေခဲ့တာပေါ့သူ့ရဲ့ရုပ်ရည်ထက်ကျမကိုပိုဆွဲဆောင်ခဲ့တာကသူ့ရဲ့အုံနောက်ပါသင်္ချာပညာရဲ့အပေါ်သူ YouTube ပုံတွေသူရေးတဲ့သူတေသနာစာတမ်းတွေကိုကျမအကုန်ဖတ်ခဲ့တာကျမနားမလည်တဲ့ပု္ပ္ပာတွေကိုသူ့စာတမ်းတွေကအဖြေထုတ်ပေးခဲ့တာပါအဲ့ဒီလိုလေးစားမှုကနေအချစ်ကိုကူးပြောင်းဖို့ကတိတ်မကြလိုက်ပါဘူးမင်္ဂလာဆောင်တဲ့နေ့မှာဟော့ထင်တစ်ချက်မှမပြုံးခဲ့ပါဘူးကျမကတော့အရန်စိတ်လှုပ်ရှားပြီးလက်တွေချွေးထွက်နေလို့ဂါဝင်နဲ့ခဏတုံနေမိတာလမ်းလျှောက်ရင်ချော်လဲလူနီးပါဖြစ်တော့လူတွေကဝိုင်းရကြတယ်ကျမကိုအရန်အားငယ်မိတာပေါ့တယောက်ကရှန်လင်းအကြောင်းပြောလိုက်တဲ့အခါသူ့မျက်နှာကပိုပြီးတင်းမာသွားခဲ့တယ်သူမကိုတကယ်ချစ်တာပဲ
အဲ့ဒီအချိန်မှာဒီလက်ထပ်ပွဲကိုကျမတကယ်နောင်တရားမိခဲ့ပါတယ်ဒါပေမဲ့ဟော့မိသားစုမှာနေရတာကရှမ်မိသားစုစီမှာထပ်ပိုပြီးစိတ်အေးချမ်းရပါတယ်ကျမစာရီဆက်ဖက်တဲ့ပညာရပ်ပိုင်းဆိုင်ရာတွေကိုဆက်လေ့လာခဲ့တယ်ဟော့ထင်ကတော့အစာပိုင်းမှာအိမ်ပြန်မလာဘဲနေတတ်ပေမဲ့နောက်ပိုင်းမှာအချိန်မှန်ပြန်လာတတ်ပြီးအလုံများရင်တောင်ဘယ်မှာရှိလဲဆိုတာဖုံးဆက်အကြောင်းကြားတက်လာပါတယ်သူ့ခြေထောက်ပြန်ကောင်းလာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ကျမတိုင်းရင်းဆေးဆရာစီမှာအနှိမ့်ပညာသွားသင်ခဲ့တယ်6လတိတိနေတိုင်းသူ့ကိုနှိပ်ပေးခဲ့တာပါလူခန္ဓာကိုယ်ကအကျော်မှတ်တွေကိုကျမအလို့ရကုန်တဲ့အထိပါပဲအစာပိုင်းမှာသူညှင်းဆန်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ကျမကိုနေတိုင်းစောင့်နေတက်လာပါတယ်ကျမရဲ့လက်တွေလည်းတော်တော်လေးတန်မာလာခဲ့တာပေါ့ဘဝကနည်းနည်းတော့ပြင်းစရာကောင်းတာမို့တနေ့မှာသူ့စီစာရွက်စာတမ်းတော့ပို့ရင်းနဲ့ဒရိုက်တာတယောက်နဲ့ဆုံခဲ့တာပါမင်းရဲ့ပုံစံလေးကထူးခြားတယ်စာတော်တဲ့ចောင်းသူနေရာလေးမှာတရုပ်ဆောင်ကြည့်မလားလေကျမလည်းစမ်းကြည့်မယ်ဆိုပြီးလှုပ်လိုက်တာအဲ့ဒီကားကတော်တော်လေးပေါက်သွားခဲ့တယ်ဇက်ပို့နေရာကနေတောင်ကျမမှာဖန်တွေအများကြီးရလာခဲ့တာပါအမှုပညာလောကထဲရောက်သွားလိမ့်မယ်လို့ကျမတခါမှမတွေးဘူးခဲ့ပါဘူးဟော့မိသားစုမှာလုပ်ငန်းတွေအများကြီးရှိတာဆိုတော့ဖြော်ပြရေးကသူတို့အတွက်အသေးအဖွဲလေးပါဟော့ထင်ကဟော့ဆိုတဲ့နာမည်ကိုမသုံးဖို့ပဲကန့်သက်ထားပြီးကြံတာကြိုက်တာလို့ခွင့်ပြုထားပါတယ်အဲ့ဒီလိုနဲ့ကျမမှာမန်နေဂျာမယူနဲ့လက်ထောက်တယောက်ရှိလာပြီးစကားကြီးကြီးတွေမှာဇက်ပို့နေရာတွေကနေတရုပ်ဆောင်ဖြစ်ခဲ့တာပါနာမည်ကြီးမဟုတ်ပေမဲ့ဝေးပေါ်ကကွန်မန့်တွေကိုဟော့ထင်ကိုဖတ်ပြပြီးနှစ်ယောက်သားရေမောခဲ့ကြတဲ့အချိန်တွေလည်းရှိခဲ့ပူပါတယ်ရှင်အဲ့ဒီနောက်ပိုင်းမှာတော့ကျမတို့ကြားကအခြေအနေတွေကတော်တော်လေးကိုမြ мян ဆန်ဆန်ပြောင်းလဲသွားခဲ့ပါတယ်သူကကျမအကြိုက်ဆုံးကိတ်မုံလေးတွေကိုဝယ်လာပေးတတ်တယ်လို့အဝတ်စားတွေနဲ့လက်ဝတ်ရတနာတွေကိုလည်းဝယ်ပေးခဲ့ပါတယ်တခါတလေကျရင်ရုပ်ရှင်သွားကြည့်တာမျိုးရေကန်ဘေးမှာလမ်းလျှောက်တာမျိုးတွေလည်းလုပ်ဖြစ်ခဲ့ကြတာပေါ့ကျမတို့ကတကယ်တာမန်ဆောင်တွဲတွေလိုပါပဲကျမနှိပ်ပေးတာတွေကြောင့်လည်းသူ့ခြေထောက်ကတနေ့ထက်တနေ့ပိုပိုပြီးတက်တာလာခဲ့ပါတယ်အခုဆိုရင်သူအလင်းစလုံးမသွားဘူးဆိုရင်သူ့ခြေထောက်မှာဒဏ်ရာရှိနေတာကိုဘယ်သူမှတောင်သတိထားမိမှာမဟုတ်တော့ပါဘူးအဲ့ဒီလိုနဲ့ကျမတို့လက်ထပ်ပြီး3နှစ်မြောက်ကိုရောက်လာခဲ့ပါတယ်ရှန်လင်းလင်းပြန်ရောက်လာခဲ့ပါပြီသူပြန်လာတဲ့နေ့မှာပဲကျမနားမှာအမြဲကပ်နေတတ်တဲ့ဟော့ထင်ကကျမနဲ့ခက်ခွာခွာနေလာခဲ့ပါတယ်ပြီးတော့3နှစ်လုံးဖုန်းတစ်ခါတော့မဆက်ခဲ့တဲ့ကျမရဲ့မိဘတွေကလည်းအိမ်ကိုပြန်လာဖို့ရုတ်တရက်ကြီးဖုန်းဆက်ခေါ်လာခဲ့ကြတယ်လေရှန်လင်းလင်းက3နှစ်တိုင်ထွက်သွားခဲ့တာဖြစ်ပြီးတခါမှလည်းပြန်မလာခဲ့ပါဘူးမိသားစုနှစ်တက်ကူစုံစည်းပွဲတစ်ခုမှာတော့ရှန်ရဲ့မိဘတွေကသူ့เจ้าကိစ္စတွေနဲ့အလုပ်ရှုပ်နေလို့ပါဆိုပြီးအနေရခက်စွာနဲ့ပြောခဲ့ပူပါတယ်အဲ့ဒီတုန်းကဟော့ထင်ကဘာမှမပြောဘဲမျက်နှာသေးနဲ့ပဲထိုင်နေခဲ့တာပါသူ့စိတ်ထဲမှာဘာတွေတွေးနေမလဲဆိုတာကျမလုံးဝကိုမသိခဲ့ပါဘူးပြောရမယ်ဆိုရင်သူတို့ရဲ့သမီးရင်းဖြစ်တဲ့ကျမတို့2ယောက်လက်ထပ်ပြီးကလေးကပေါ့